အားလုံးပဲမင်္ဂလာပါ Mutual ATM ကနေ SBI ငွေလွှဲနည်းလေးပါဘယ်လိုလွှဲရမလဲဆိုကျွန်တော်ပြောပြပြီနော်ငွေလွှဲမယ်ဆိုရင် English ကယူနေလိုက်နော် English ကယူလိုက်ပြီးပေါ်ဆုံးက deposit ဆိုတဲ့ဟာနေလိုက်ပေါ်ဆုံးပြီးရင် SBI ကတ်ထည့်လိုက်နော် SBI ကတ်ထည့် SBI ကတ်ထည့်ပြီးဒီရဲ့ Japan issue က issue in Japan ဆိုတဲ့နေရာကိုနေလိုက်နော် maybe under လိုက်ပြီးတော့နောက်တစ်ချက် under လိုက်ပြီးရင်ဟိုလွဲတဲ့ဒီ amount ထည့်လိုက်ဒီခဏလေးစောင့်လိုက်ပြီးဟိုလွဲတဲ့ငွေပမာဏကိုတစ်ချက်တော့စစ်လိုက်ပါနော်စစ်ပြီးပြည့်တယ်ဆိုရင် under ကိုနှိပ်လိုက်ပါနော်ခဏလေးစောင့်လိုက်ပါဒီလောက်ပါပဲဝင်လွဲတာပြီးတော့ဒါစလစ်ရပါတယ်နော်ဝင်လွဲတာပြီးတော့ခဏလေးစောင့်ပြီးတော့လို့ရှိရင်ကို Gmail နဲ့ SBI နဲ့ချိန်ထားတဲ့အဲ Gmail ကိုတော့ဆင်းလို့ရပါတယ်နော်ဒီလောက်ပါပဲ